အားလုံးစောင့်မျှော်နေခဲ့တဲ့အပြောင်းအရွှေ့တစ်ခုကတော့အခုတော့တရားဝင်ပြီးမြောက်သွားပါပြီ။ဒေါ့တင်ဟမ်ဟော့စပါအသင်းဟာမက်တီရက်စ်ဖာနန်ဒက်စ်ကိုပေါင်း85တန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီးအသင်းရဲ့ကျောနံပါတ်18ကိုဝတ်ဆင်သွားမှာဖြစ်ပါတယ်။ဒီပြောင်းရွှေ့မှုဟာစပါအသင်းရဲ့ဒီနွေရာသီအတွက်အကြီးမားဆုံးယင်းနှိမ့်မြုပ်နှံမှုတွေထဲကတစ်ခုဖြစ်တယ်လို့အသင်းရဲ့အနာဂတ်စီမံကိန်းကိုလည်းထင်ဟပ်စေပါတယ်။ဖာနန်ဒက်စ်ကတော့စပါးကိုရွေးချယ်ခဲ့တဲ့အကြောင်းကိုရိုးသားစွာပြောကြားခဲ့ပါတယ်။ဒီအဆင့်တစ်အတွက်အရန်စိတ်လှုပ်ရှားနေပါတယ်။စပါးဟာအလွန်ကြီးမားတဲ့အသင်းတစ်သင်းမှာကျွန်တော်ဒီကိုလာဖို့ဆုံးဖြတ်ခဲ့တဲ့အဓိကအကြောင်းရင်းတွေထဲမှာနီးပြဒီဇာဘီလည်းပါဝင်ပါတယ်။ကျွန်တော်တို့စကားပြောခဲ့တဲ့အချိန်ကတကယ်ထူးခြားခဲ့ပါတယ်။ဘောလုံးကိုမြင်တဲ့အမြင်ကစားခြင်းတဲ့ပုံစံကလည်းတူညီနေပါတယ်။ဒီစကားတွေကဖာနန်ဒက်စ်ဟာငွေကြေးတစ်ခုတည်းကြောင့်မဟုတ်ဘဲနီးပြရဲ့ project နဲ့ကစားဟန်ကိုယုံကြည်လို့စပါးကိုရွေးချယ်ခဲ့တာကိုပြသနေပါတယ်။ဒီဇာဘီကတော့ဘောလုံးပိုင်ဆိုင်မှုအခြေခံတိုက်စစ်ဖွင့်ကစားတဲ့စတိုင်နဲ့နာမည်ကြီးတဲ့နီးပြတစ်ယောက်ဖြစ်ပြီးဖာနန်ဒက်စ်လိုနီးစနစ်ကောင်းတဲ့ကွင်းလယ်ကစားသမားဟာသူ့ရဲ့စနစ်ထဲမှာအရေးပါတဲ့အခန်းကဏ္ဍကိုရရှိနိုင်ဖို့မျှော်လင့်ထားကြပါတယ်။ပေါင်85တန်းဆိုတဲ့ဈေးနှုန်းကလည်းဖာနန်ဒက်စ်အပေါ်အသင်းရဲ့ယုံကြည်မှုဘယ်လောက်ကြီးမားလဲဆိုတာပြသနေပါတယ်။အခုဆိုရင်စပါးပရိသတ်တွေကတော့ဖာနန်ဒက်စ်ဟာဒီဖီအားကိုကျော်ဖြတ်ပြီးပရီးမီးယားလိဂ်မှာကျယ်ပွင့်တစ်ပွင့်ဖြစ်လာနိုင်မလားဆိုတာကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြပါပြီ။ဒီအပြောင်းအရွှေ့ကစပါးရဲ့ခေတ်သစ်ကိုစတင်ပေးမဲ့အရေးကြီးတဲ့ခြေလှမ်းတစ်ခုဖြစ်လာမလားဆိုတာကိုတော့လာမယ့်ရာသီမှာအဖြေထွက်လာတော့မှာဖြစ်ပါတယ်။